အားလုံးပဲမင်္ဂလာပါညီမတို့ရဲ့ Lucky Football နေပြန်လဲကြိုဆိုလိုက်ပါရှင်ဒီနေ့တနင်္လာနေ့အတွက်ဒီပွဲတွေကတော့တပြီးတော့အများကြီးတော့မရှိနေဘူးအဲ့ထဲမှာမှညီမကနေပြီးတော့၃ပွဲကိုရွေးချယ်ပေးခြင်းပါရှင်အဲ့၃ပွဲထဲမှာမှတစ်ပွဲကိုတော့ဒီဗီဒီယိုထဲမှာညီမကနေပြီးတော့သုံးသက်ချက်လေးတွေကိုရှင်းပြပေးမှဖြစ်ပြီးတော့ကျန်တဲ့ပွဲကိုတော့ညီမတို့ရဲ့ဒီ Viber Channel လေးမှာတင်ပေးထားပါမယ်ရှင်အဲ့ Viber Channel လေးကိုလည်းညီမတို့က comment မှာရေးပေးထားမယ်အဲ့ comment ကနေပြီးတော့ဒီ link လေးကို copy ယူပြီးတော့ငါချင်းကြောက်ပို့ပြီးလို့ရှင်အဲ့နေပြီးတော့မှ link လေးကို join ပေးပါဦးညီမဘက်ကလည်းတောင်းဆိုပြရစီရှင်မနေ့ကညီမပြပြပေးခဲ့တဲ့ပွဲတွေကလည်းပွဲနှစ်ပွဲအားလုံးပေါင်း၄ပွဲရှင်းပြပေးခဲ့တယ်နော်အဲ့၄ပွဲမှာဒီ Viber channel မှာရွေးပေးခဲ့တဲ့ပွဲအားလုံးပါဒီမှာအကုန်လုံးကအနိုင်လေးပဲကုန်ရခဲ့တယ်အကုန်လုံးကတော့ဒီကြေးတရားမှရရင်တော့ပါပဲ85 15တော့အရှုံးတော့မရှိခဲ့ဘူးပေါ့နော်ကဲဒီနေ့မှာတော့ညီမကဒီည2နာရီခွဲမှာကန်မဲ့ရိုမာနဲ့ဂျီနိုနာတို့ရဲ့ပွဲလေးကိုပြပြပေးခြင်းပါရှင်ဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့အင်ရှင်ရိုမာကတစ်လုံးကိုဒီ25ပြအပေါင်းပေးထားပြီးတော့ဂိုးပေါင်ကြည့်မယ်ဆိုလို့ရှိရင်တော့နှလုံးကို25ပြအရှုံးပေးထားတာတွေ့ရတယ်ရှင်ဒီရိုမာဘက်ကကြည့်ရမယ်ဆိုလို့ရှိရင်တော့ရိုမာကအဆင့်9နေရာမှာရှိနေပြီးတော့နောက်ဆုံး9ပွဲမှာလည်း7နဲ့ကိုမိုကိုအနိုင်ကစားထားပြီးတော့နာပိုလီဂျူဗင်နဲ့ဒီကက်ကလီယာရီတို့ကိုရှုံးထားတာကိုတွေ့ရတယ်ရှင်ရိုမာကခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ရလက်တွေတိတ်တော့အခြေအနေကောင်းနေရမျိုးတော့မရှိဘူးပေါ့နော်ချင်းရတိတ်မကောင်းနေဘူးဒီတစ်ဖက်ဂျီနိုနာကိုကြည့်မှဆိုလို့ရှိရင်လေအဆင့်ကတော့ဇယားရဲ့အောက်အဆင့်ဒီ19နေရာမှာတည်ရှိနေတာဖြစ်တယ်နောက်ဆုံး9ဘွဲကိုကြည့်မှဆိုလို့ရှိရင်လေ2ပွဲနိုင်3ပွဲရှုံးထားတာမျိုးတွေ့ရတယ်ဒီပေါ့နော်နိုင်ခဲ့တဲ့ပွဲကိုကြည့်မှဆိုလို့ရှိရင်တော့ဘယ်သူနိုင်ခဲ့ရလဲဆိုလို့ရှိရင်ဗီရိုနာရဲ့ဥဒီနီတွေကိုနိုင်ခဲ့တယ်သူရှုံးခဲ့တာကြတော့အက်တလန်တာရဲ့အင်တာတို့ကိုရှုံးခဲ့တာကိုတွေ့ရတယ်ဒီနှစ်သိရဲ့ head to head ဒီပေါ့နော် head to head ကိုကြည့်မယ်ဆိုလို့ရှိရင်လေရိုမာက3ပွဲနိုင်1ပွဲတည်နဲ့ဂျီနိုနာကတော့1ပွဲနိုင်ရတာလို့တွေ့ရတယ်။ညီမကဒီနှစ်သိရဲ့ကစားပုံတွေကိုသုံးသက်ခမှန်းကြည့်ရမယ်ဆိုလို့ရှိရင်တော့အကယ်၍ဒီရိုမာကနိုင်သွားခဲ့မယ်ဆိုလို့ရှိရင်ဒီပေါ့နော်ရိုမာကနိုင်သွားမယ်ဆိုလို့ရှိရင်သူအဆင့်6နေရာမှာရှိရဲ့ကိုမိုအသင်းကိုသူကအမှတ်6မှတ်တောင်အတာနဲ့ပေါ့နော်6မှတ်အတာနဲ့သူကအဆင့်4နေရာတက်သွားမှာ။ဒါပေမဲ့ညီမထင်ရတော့ဒီလိုမျိုးအမှတ်ကတော့အရင်ကွာဟာချက်တော့ရှိမယ်တော့မထင်ဘူးအမက်ကိုတော့အရင်အဲ့လိုကွာဟသွားအောင်လုပ်မယ်လို့မထင်ဘူးကဲဂျီနိုနာဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲဂျီနိုနာကဒီဘက်မှာရှုံးသွားခဲ့မယ်ဆိုလို့ရှိရင် तू ကဒီအဆင့်18နဲ့တန်းဆင့်စုံသားမှာ तू ကကတ်သွားနိုင်တယ် तू တန်းဆင့်ဝါနိုင်တဲ့အတွက်ကြောင့်မို့လို့ तू ကလည်းမိုးရဲရည်တွေရောက်တဲ့အခြေအနေတော့ရှိနေပြီအဲကြောင့်မို့လို့ဂျီနိုနာကလည်း तू တန်းမစင်းရည်အတွက်ဒီနေ့မှာပေါ့နော်အစွမ်းကုန်စူးစမ်းလိုက်မယ်လို့ညီမကတော့ယုံကြည်တယ်ဒါကြောင့်မို့အကယ်၍ရိုမာနိုင်ခဲ့မယ်ဆိုရင်တော့မှပဲတကူလုံးနဲ့ပဲတာသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှာတော့ညီမကဂျီနိုနာကိုပဲရွေးချယ်ချင်ပါတယ်ရှင်